ဒီဆုံးသွားတဲ့မိစ္ဆာလောင်းတွေအားလုံးဟာမယုံနိုင်စရာကောင်းတော့အောင်အနီရောင်လေးလုံးတွေဖြစ်ပြောင်းလဲသွားပြီးကျွန်တော်ခန္ဓာကိုယ်လေးကိုစီးဝင်လာကြတယ်ကျွန်တော်အစကခုခံမှုစူးစမ်းခဲ့ပေမဲ့အဲ့ဒီအလင်းတွေထဲမှာဘာအနေမှမရှိတာကိုတတိထားမိလိုက်တဲ့အလင်းလုံးတွေတရားဆက်စီးဝင်လာတာနဲ့အမျှကျွန်တော်ရဲ့အစွမ်းတွေကလည်းတဖြည်းဖြည်းမြင့်တက်လာခဲ့တယ်မကြခင်မှာပဲကျွန်တော်နားလည်သွားတယ်ကျွန်တော်ရဲ့စွမ်းအားတွေကတခုဟာတက်ဖြတ်ခြင်းဖြစ်တက်ဆင်ခြင်းဖြစ်ပြီးအရာကတိန်ကိုတက်ဖြတ်ခြင်းကနေကိုတန့်ဆင်စေကဘာပြီးထွက်ဆိုကြမှမရှိပဲအစွမ်းတိုးစေတာပါဒါပေမဲ့ဒီမိစ္ဆာတွေကတော့တော်တော်လေးထူးခြားပုံရတယ်သူတို့တည်သွားတဲ့အခါကျွန်တော်ခန္ဓာကိုယ်လေးကိုဓာတ်ရိုက်ပြုံဝင်သွားပြီးစွမ်းအားတွေကိုမြင့်တင်ပေးကြတယ်ဒီလိုမျိုးဆိုမှတော့ကျွန်တော်ဘာကိုစောင့်နေအောင်ပါလဲကျွန်တော်တင်ချိုင်းကုန်းတစ်ခုလုံးကိုဝေးကြည့်လိုက်ပြီးမျက်နှာပေါ်မှာအပြုံးတစ်ခုပေါ်လာတဲ့တခြားလူတွေအတွက်တော့ဒီနေရာဟာတကယ်ကိုကြောက်စရာကောင်းတဲ့အနေအထားဖြစ်နေမယ်ဒါပေမဲ့ကျွန်တော်အတွက်တော့ဒါဟာအစွမ်းတိုးဖို့အတွက်အကောင်းဆုံးနေရာပဲဒီတင်ချိုင်းကုန်းတစ်ခုလုံးမှာအနည်းဆုံးမိစ္ဆာပေါင်းတောင်းနဲ့ချီပြီးရှိနေတယ်ဒီလိုပြတ်သုံးတော့မဲ့ညီကုန်းကိုကြည့်ရင်ကျွန်တော်ရဲ့အပြုံးတွေကပူပြီးပြင်းထန်လာခဲ့တယ်အဲ့ဒီနောက်ကျွန်တော်ဟိတ်ဟောက်ပြီးတက်ခဲ့လိုက်တဲ့အခါလူလူရွှေကလည်းကျွန်တော်ကိုပူပြီးကိုတိုက်ပွဲနဲ့ဝင်လာတယ်အဲ့မှာရာသီဥတုကိုထိန်းချုပ်နိုင်တဲ့စွမ်းရှိတာကြောင့်သူမရဲ့ပတ်ပတ်လည်မှာချော်ရည်စီးကြောင်းတွေချက်ချင်းပေါ်လာပြီးမိစ္ဆာအုပ်ကြီးကိုအလွယ်တကူပဲအမှုန့်ချစ်ပစ်လိုက်တယ်ဒီရင်ဝင်းကိုကြည့်ပြီးကျွန်တော်တော့အနေငယ်အားကြမိတယ်တူးချင်းတိုက်ခိုက်ရမှာတော့ကျွန်တော်ကပိုအားကောင်းတာအမှန်ပါပဲဒီတစ်ပိုင်းရဲ့ဖိအားကိုဘယ်သူမှမခုခံနိုင်ဘူးလေဒါပေမဲ့အုပ်စုလိုက်တက်တဲ့နေရာမှာတော့လူရွှေကိုမိဖို့ခတ်တယ်တိုက်ပွဲကစက်တိုက်ဖြစ်သွားနေပြီးမိစ္ဆာတစ်ကောင်ပြီးတစ်ကောင်ဟာတန့်စင်တဲ့စွမ်းရည်တွေဖြစ်ပြောင်းလဲကကျွန်တော်ခန္ဓာကိုယ်လေးကိုစီးဝင်လာတဲ့ရုပ်တရက်ဝမ်းပိုက်ထဲကနေပူနွေးလာပြီးဒီကိုယ်လုံးမှာရှိတဲ့ကျွေးပေါက်တွေအုံပွင့်သွားတယ်လို့ခံစားလိုက်ရတယ်။အုံနောက်ထဲမှာလည်းပြင်းထန်တဲ့တုံ့ပြန်မှုတစ်ခုဖြစ်ပေါ်လာပြီးအဆင့်တလန်းချင်းအဆင့်အောင်နိုင်သွားပြီခဲ့ပြီးလူသားတွေရဲ့တွေးမှတ်သားကအဆင့်တမတ်ချက်အရဆိုရင်ကျွန်တော်ဟာအခုအဆင့်နှစ်ကိုရောက်သွားပြီဖြစ်ပေမဲ့တကယ်တိုက်ခိုက်ရေးစွမ်းရည်ကတော့အဆင့်နှစ်ထက်အများကြီးတာလုံးနေတယ်ကျွန်တော်ကမိစ္ဆာလည်းမဟုတ်တွေးမှတ်သားပိုင်ရှင်လည်းမဟုတ်တဲ့ထူးခြားဆန်းပြတဲ့ဖြစ်တည်မှုတစ်ခုဖြစ်နေမှကျွန်တော်ကောင်းကောင်းသိထားတယ်တွေးမှတ်သားပိုင်ရှင်တွေဟာအဆင့်တက်ဖို့အတွက်ကိုပြုပြင်ပြောင်းလဲရပေမဲ့ကျွန်တော်အတွက်တော့အဲ့ဒီလိုလုပ်စရာမလိုဘူးတစ်ဖြတ်နေုံနဲ့အစွမ်းတွေတိုးလာမှာပါရှိဘဝကအစွမ်းထက်ဆုံးတွေးမှတ်သားပိုင်ရှင်ဟာအဆင့်9ကြီးရှိခဲ့တယ်အကယ်၍ကျွန်တော်သာအဆင့်9ကိုကျော်လွန်သွားရင်ဘယ်လောက်တောင်အားကောင်းလာမလဲဆိုတာကျွန်တော်ရဲ့စိတ်ကူးထဲမှာအဲ့ဒီချိန်မှာပဲမြေအောက်ထဲကနေမိစ္ဆာအုပ်ကြီးနောက်ထပ်တုတ်တက်လာပြန်တဲ့ခြေနေကိုကြည့်ပြီးကျွန်တော်မအောက်နိုင်ပဲရေထုတ်လိုက်မိတယ်ဒါတွေကကျွန်တော်အတွက်တော့တက်လာမဲ့ level experience points တွေကြီးပဲလေကျွန်တော်ချက်ချင်းပဲမိစ္ဆာအုပ်ထဲကိုကိုရောက်ဖြောက်ပြီးတိုးဝင်လိုက်ကစိတ်လှုပ်ရှားစွာနဲ့တက်ဆက်ပွဲကိုစတင်လိုက်တော့တယ်နှစ်နာရီခွဲလောက်တွင်းမှာတင်ကျွန်တော်မိစ္ဆာပေါင်းတောင်းနဲ့ချီပြီးရှင်းလင်းလိုက်နိုင်တယ်လူယူရွှေရဲ့အစွမ်းကတော့ကျွန်တော်ထက်တောင်ပုံမြန်သေးတယ်ဒီမတက်လိုက်တဲ့မိစ္ဆာရေးအတွက်ဟာလမ်းကြီးတောင်ကျော်နေပြီးမိစ္ဆာတွေမြေပေါ်တက်လာတဲ့အချိန်ကလူယူရွှေတက်နေတဲ့အချိန်ကိုတော့မမီတော့ဘူးဒါအပြင်လူယူရွှေဟာကျွန်တော်ရဲ့စွမ်းအားတချို့ကိုရရှိထားမှုရတယ်ဒီမတက်လိုက်တဲ့မိစ္ဆာတွေစီကစွမ်းရည်တွေကလည်းကျွန်တော်ရဲ့ level တက်ဖို့အတွက်စွမ်းရည်တွေဖြစ်ပြောင်းလဲသွားကြတယ်ဒါကြောင့်နှစ်နာရီခွဲတွင်းမှာတင်ကျွန်တော်ရဲ့အစွမ်းဟာအဆင့်3ကိုရောက်ရှိသွားခဲ့ပြီကြံနေတဲ့မိစ္ဆာအနေငယ်ကိုကြည့်ပြီးကျွန်တော်တခြားတနေရာမှာဝက်ပေါ်သွားမြင်ဖို့ဆုံးဖြတ်လိုက်တယ်အခုလောကကြီးမှာမိစ္ဆာဆိုတာရှားပါပစ္စည်းမှမဟုတ်တာဒီတနေရာထဲမှာပဲမိစ္ဆာတွေတကောင်ချင်းဒုထလာမှာကိုထိုင်ဆောင်နေဖို့မလိုဘူးလေရှိဘဝတော့ကျွန်တော်တက်ခဲ့တဲ့ဤပညာတက္ကသိုလ်ဟာတင်ချိုင်းဟောင်းကြီးတစ်ခုပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီးအင်မတန်ကျယ်တဲ့လူပေါင်းဘယ်လောက်တောင်မြုပ်နှံထားမှလည်းမသိရဘူးအမှားယွင်းမရှိဘူးဆိုရင်အဲ့ဒီနေရာဟာမိစ္ဆာအများဆုံးရှိမယ့်နေရာဖြစ်လိမ့်မယ်ဒီလိုတွေးမိတာနဲ့ကျွန်တော်တွေဝင်မနေတော့ပဲကြောက်ရှိရဘက်ကိုဥတီထွက်ခွာလာခဲ့တယ်ဒါပေမဲ့2မီတာခွဲလောက်လမ်းလျှောက်မိရုံရှိသေးတယ်အရန်ကိုပြင်းထန်တဲ့အငွေ့သက်တစ်ခုဒီဘက်ကိုဥတီလာနေတာကိုသတိထားမိလိုက်တယ်ခံမရတဲ့လောက်တော့ဒါဟာမိစ္ဆာအစင်းကြီးတစ်ကောင်ပဲနောက်တစ်စက္ကန့်မှာတော့လူရင်းနှစ်ခုကျွန်တော်ရှိမှပေါ်လာတယ်ဒါကိုမြင်လိုက်တဲ့အခါကျွန်တော်လက်ခံတော့မှအပြုံးတစ်ခုပေါ်လာခဲ့တယ်ဒါဟာတွေးမှတ်သားပိုင်ရှင်တစ်ယောက်ပဲသူမရဲ့ရင်ဘက်မှာတွေးအောင်လည်းပုံမြင်ခွင့်ပုံစံရှိနေတယ်ဒါဟာတွေးမှတ်သားပိုင်ရှင်တွေရဲ့အမှတ်သားပဲအခုအဲ့ဒီမျိုးသမီးဟာအနောက်ကလိုက်လာတဲ့ကြောက်စရာကောင်းတဲ့မိစ္ဆာရန်ကနေတက်လူပြီးထွက်ပြေးလာတာပါအဲ့ဒီမိစ္ဆာကတော့အနက်ရောင်ငကားဝတ်ရုံကိုဝတ်ဆင်ထားပြီးဒီကိုယ်လုံးမှာအမဲရောင်အငွေ့သက်တွေထွက်ပေါ်နေတယ်လို့လက်ထဲမှာလည်းအနက်ရောင်တန်လျက်ရှိကြီးတစ်စင်းကင်ထားတယ်ဒါဟာအဆင့်တမိစ္ဆာဖြစ်တဲ့စစ်တန်ခစ်ကဘီရင်ဆောင်တဲ့ဘီရင်မိစ္ဆာပဲရှိဘဝလုံးကဒီမိစ္ဆာရဲ့ကြောက်စရာကောင်းမှုကိုကျွန်တော်မြင်ဘူးတယ်သူဟာစစ်တန်ခစ်ကအိတ်တွေတစ်ပါးဖြစ်တယ်အခုထူးဆန်းတဲ့စွမ်းအားတွေကြောင့်ဒိုးထလာတဲ့အခါအစွမ်းထက်ရုံတင်မကပဲအိတ်တွေမှာပဲရှိတဲ့ထူးခြားတဲ့စွမ်းအားတွေကိုပါပိုင်ဆိုင်ထားတာဒီချက်ကတော့ကျွန်တော်နဲ့နည်းနည်းဆင်တူတယ်ရှိဘဝတုန်းကဒီမိစ္ဆာရဲ့အစွမ်းကကြောက်စရာကောင်းလို့လူတွေမရှင်းနိုင်ခဲ့ကြဘူးဒါပေမဲ့အခုကျွန်တော်တို့တော့ကြောက်စရာမဟုတ်တော့ပါဘူးဘာလို့လဲဆိုတော့ရှိဘဝမှာလူရွှေဟာလက်တစ်ချက်ကိုရမ်းရုံနဲ့ဒီမိစ္ဆာကိုအမှုချစ်ပစ်ခဲ့တာကိုရှိဘဝမှာလူရွှေကသူ့ကိုအလွယ်တကူတတ်နိုင်ခဲ့ရင်ဒီဘဝမှာလည်းတေချာပေါက်တတ်နိုင်မှာပါအဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးဟာကျွန်တော်စီကိုပို့ပြီးနီးကပ်လာပြီးသူမကအရန်ထိလက်နေတာကြောင့်ကျွန်တော်ရှိနေတာကိုတော့သတိမထားမိဘူးသူမကကျွန်တော်ကိုအချိန်နဲ့ဝင်တိုင်းမိတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကအရန်မှကြောတာကြောင့်ဘာနာကျင်မှုကိုမှမခံစားရပေမဲ့အဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးကတော့ကန်ဆူသွားတယ်ကျွန်တော်ကိုတိုင်းမိတာကတန်မနီတာကြီးကိုတိုင်းမိတယ်လို့ဖြစ်သွားပြီးသူမလွတ်ထွက်သွားကအော်ဟေးရင်မောဟိုက်စွာနဲ့ကျွန်တော်ကိုကြည့်လာတယ်快跑！后面有怪物。哦，那你觉得我就不是怪物了？အဲ့ဒီတော့မှအမျိုးသမီးဟာတခုခုမှနေပြီဆိုတာတတိထားမိသွားတယ်ဒီနေရာကတင်းချိုင်းကုန်ဖြစ်ပြီးပတ်ဝန်းကျင်မှာအုပ်ကူတွေကြီးပဲလေကျွန်တော်ကလူတယောက်လိုထင်ရပေမဲ့အရေးပြားကတွေးစမရှိပဲဖြူဖြော့နေတယ်လို့စပင်းတွေကလည်းဝေရောက်ရှိတရားနေပြီးညလုံးတွေကတွေးလို့နေရနေတာကိုဒါကိုမြင်လိုက်ရတဲ့အခါအမျိုးသမီးဟာလုံးဝစိတ်တက်ကြသွားတော့တယ်သူမဘာလို့ဒီလောက်ကဆိုးနေရတာလဲအနောက်မှာလည်းဘယင်မိစ္ဆာတကောင်လိုက်လို့အခုရှိမှာကရောဘာတူလဲ真是天要亡我柳依依，明明觉醒主角模板，可却要惨死在这乱坟岗，我真的好不甘心。သူမရဲ့စကားကိုကြားရတော့ကျွန်တော်အတော်လေးဆုံးသွားမိတယ်ဒီကောင်မလေးကကြည့်ရတာအေးအေးဆေးဆေးနဲ့ဝဝတိတ်တိတ်လေးပါဘာလို့ဒီလောက်တောင်စိတ်ကူးရဆန်ပြီးဇလန်နဲ့စိတ်ရောက်နေတာလဲဒါပေမဲ့တွေးမှတ်သားနိုးထလာတဲ့သူဆိုတာလူတစ်တောင်းမှတယောက်တောင်မရှိတာမို့သူမကိုသူမဆက်လိုက်လို့ပြောတာကလည်းတိတ်တော့မမှားပါဘူးမကြခင်မှာပဲစစ်တန်ခေဘယင်မိစ္ဆာဟာကျွန်တော်ရှိကိုရောက်လာတယ်သူ့တကူလုံးကပုံတိုးနေပြီးအေးဆက်တဲ့အငွေ့သက်တွေထွက်ပေါ်နေတယ်သူကကျွန်တော်ကိုမြင်လာတဲ့ဆိုအတင်းဝင်မတိုက်ပဲကျွန်တော်ကိုအကဲခတ်တဲ့အနေနဲ့တက်လက်စီကြည့်နေတယ်စိတ်မလုံးပါနဲ့အစင်းမြင့်တဲ့မိစ္ဆာတွေဟာအသိဉာဏ်ရှိကြတယ်လေသူတို့အသက်ရှင်တဲ့တက်တန်းကြလာလေးလေးဉာဏ်ရည်ကပုံမြင့်လာလေးလေးပဲနောက်ပိုင်းဆိုရင်အစွမ်းတက်တဲ့မိစ္ဆာတွေဟာလူသားတွေနဲ့တောင်မချတော့ဘူးအချိန်တည်းမှာပဲကျွန်တော်ကလည်းဘယင်မိစ္ဆာကိုပြန်ကဲခတ်နေမိတယ်သူခုမှလူထလာတာမို့သူ့အစွမ်းကအခုထိတော့အားနေနေသေးတယ်ဒါကြောင့်ကျွန်တော်လက်တစ်ချက်ဝေးရန်ပြီးရိုးရိုးရွှေကိုရှင်းခိုင်းလိုက်တယ်ဒီလိုကောင်မျိုးကကျွန်တော်ကိုယ်တိုင်လက်ဖျားနဲ့တောင်ထိစရာမလိုဘူးရိုးရိုးရွှေတယောက်တည်းနဲ့နေအေးဆေးပဲဒါပေမဲ့အဲ့ဒီအချိန်မှာပဲဘယင်မိစ္ဆာကရုတ်တရက်ပတ်ဆက်ဟာပြီးစကားပြောလာတယ်他抢了我的东西，你抢过来，咱们就是盟友。အေးဆက်ပြီးအကွဲနေတဲ့အတန်ကြီးကဘယင်မိစ္ဆာရဲ့ပတ်ဆက်ကနေထွက်လာတယ်ဒါဟာလူစကားဆိုတာထက်မိစ္ဆာရဲ့တူတူလေးတွေးဆောင်ဖျားယောင်းတန်နဲ့ပိုတူနေတယ်ကျွန်တော်ကတော့အေးဆက်ပြုံးလိုက်ပြီး哦，已经初步具备智慧了吗？看来还真不能让你继续成长。
不然以后绝对会是一个危。 စကားဆုံးတာနဲ့လူလူရွှေကချက်ချင်းလှုပ်ရှားတော့တယ်သူမရဲ့ခန္ဓာကိုယ်ကနေပူပြင်းတဲ့အငွေ့သက်တွေပောက်ကွဲထွက်လာပြီးတောက်တောက်နေတဲ့ချိုရည်စီကြောင်းတွေကဘယင်မိစ္ဆာစီကိုဥတီသွားတယ်ဘယင်မိစ္ဆာကတော့တောက်တောက်ကြီးရဲ့နေရင်းကနေသူ့လက်ထဲကတန်လျက်ရှိကိုရမ်းလိုက်တဲ့အခါခရမ်းရောင်ငါးပုံကြီးထွက်ပေါ်လာပြီးလူလူရွှေရဲ့တိုက်ကွက်ကိုခုခံလိုက်တယ်အဲ့ဒီနောက်မှာနောက်ထပ်ခရမ်းရောင်ကအများအပြားထွက်ပေါ်လာပြီးလူလူရွှေကိုဝမ်းမြူပြင်းမဲ့အလားတပြိုင်တည်းတွန်းဝင်လာကြတယ်ဒါပေမဲ့ကျွန်တော်ကတော့စိုးရိမ်ခြင်းမရှိပါဘူးဘယင်မိစ္ဆာကအစွမ်းထက်တယ်ဆိုပေမဲ့လူလူရွှေကိုရှင်ဖို့ကတော့လိုပါသေးတယ်အဲ့ဒီအချိန်မှာပဲလူလူရွှေရဲ့ခန္ဓာကိုယ်ကနေမိငွေတွေအများကြီးထွက်လာတယ်ဒီမိငွေတွေကရှာလေးတွေတလက်လက်နဲ့သူတို့ထက်အစပေါင်းများစွာကြီးမားတဲ့ခရမ်းရောင်ငါးကြီးတွေကိုတော့အကြောက်လန့်မရှိနေဆိုင်ကြတယ်နောက်တစ်စက္ကန့်မှာတော့မိငွေတွေကခရမ်းရောင်ငါးကြီးတွေကိုဝိုင်းအောင်တိုက်ခိုက်ပြီးလောင်ကျွမ်းစီကအမုန်းချစ်ပစ်လိုက်တယ်တိလိုက်တော့လူလူရွှေရဲ့ပါဇက်ကနေစကားတခုထွက်လာပြီးမိငွေတွေကဘယင်မိစ္ဆာကိုလုံးဝလွှမ်းခြုံသွားတော့တယ်သူကနာကျင်စွာအော်ဟေးရင်ဘာမှပြန်မခုခံနိုင်တော့ဘူးဘယင်မိစ္ဆာရဲ့ဝိညာဉ်ချုပ်နေတော့မယ့်အချိန်မှာပဲကျွန်တော်ကလူလူရွှေကိုမိငွေပြန်တင်ခိုင်းလိုက်တယ်အဲ့ဒီနောက်ဘယင်မိစ္ဆာရဲ့လက်ဘင်းကိုလက်နဲ့လှမ်းထားလိုက်ပြီးကျွန်တော်ရဲ့ထက်မြက်တဲ့လက်သေးတွေနဲ့သူ့ရည်သားကိုဖောက်လိုက်တယ်နောက်တစ်စက္ကန့်မှာတော့ကျွန်တော်ရဲ့ကြမ်းချမ်းရှင်ဘရင်ရဲ့သွေးဆက်ကိုဘယင်မိစ္ဆာရဲ့ခန္ဓာကိုယ်ထဲထည့်ပေးလိုက်တယ်ဒီဘယင်မိစ္ဆာကအစွမ်းမဆိုးဘူးသူ့ကိုတေးခွင့်ပေးလိုက်တာထက်ကျွန်တော်ရဲ့လက်အောက်ငယ်သားဖြစ်ထားရှိတာကပိုအကျိုးရှိလိမ့်မယ်ကျွန်တော်ရဲ့သွေးကိုရရှိပြီးနောက်မှာတော့ဘယင်မိစ္ဆာရဲ့ခန္ဓာကိုယ်ဟာအဆက်မပြတ်ပြောင်းလဲသွားပြီးရရှိထားတဲ့တရားတွေလည်းချက်ချင်းပြောင်းပြင်းသွားတယ်သူ့ရဲ့အသိစိတ်ထဲမှာလည်းကျွန်တော်နဲ့ဆက်သွယ်မှုတစ်ခုဖြစ်ပေါ်လာတယ်အခုချိန်ကစပြီးဘယင်မိစ္ဆာရဲ့အသက်ဟာကျွန်တော်လက်ထဲမှာလုံးဝရောက်ရှိသွားပါပြီကျွန်တော်လို့ရှိရင်စိတ်ကူးလက်ယုံနေတယ်သူ့ကိုချက်ချင်းအမှုန့်ချစ်ပြလို့ရသွားပြီဖြစ်ပါတယ်